သမီးရဲ့အမေကမဲနေပြန်ပြီသမီးဘယ်တော့ပြန်လာမလဲတဲ့ကျွန်တော်ဘာပြန်ဖြေရမှမသိဘူးသူ့မျက်နှာကိုကြည့်ပြီးအမှန်တိုင်းလည်းမပြောရဘူးသမီးစီကလာတဲ့စာတိုင်းကိုဖုန်းမျက်နှာပြင်မှာအကြီးကျယ်ပြီးတော့အလွမ်းဖြေနေရတဲ့သူအတွက်ကျွန်တော်ရင်ထဲကစကားရက်ဆက်လုံးနေပါဆိုလို့ဒါပေမဲ့သမီးကိုတော့အဖေအမှန်တိုင်းပဲပြောမယ်ပြန်မလာနဲ့ဟိုသမီးဒီစကားကိုပြောရလို့အဖေကိုအပြစ်မတင်လိုက်ပါနဲ့သမီးနောက်ဆုံးပို့တဲ့စာကိုအဖေပြန်ဖတ်ကြည့်နေတော့မယ်အလောက်ကဖိအားတွေများတာရင်ကျင်းမှုမတူတဲ့သူတွေနဲ့ပေါင်းတင်ဆက်ဆံရတာပင်ပန်းကြောင်းတခါတလေအင်အားချက်တဲ့ပဲဟင်းလေးတစ်ခွက်ကိုတော့တတိယလိုမျက်ရည်ဝဲရကြောင်းရေးရတာဖတ်ပြီးအဖေရင်ထဲမှာလည်းမကောင်းဟိုကဘဝကလည်းသမီးအတွက်လွယ်ကူမနေဘူးဆိုတာအဖေနားလည်ပါတယ်ဒါပေမဲ့သမီးရဲ့အဲ့ဒီမှာသမီးခံစားနေရတဲ့အထီးကျန်မှုနဲ့ပင်ပန်းမှုတွေကကိုကြိုးစားမှုနဲ့ကြော်လွှားလို့ရနိုင်နေတယ်ဒီကအငြင်းတွေကတော့အဲ့လိုမဟုတ်ဘူးဒီကဘဝတွေကသမီးထင်တယ်လို့ပန်းခင်းလန်းမဟုတ်တော့ဘူးဘွဲလက်မှတ်ဆိုတာနိုင်ငံမှာချိန်ထားတဲ့အလားတစ်ခုတစ်သက်ဖြစ်နေတဲ့ခေတ်အလုပ်တစ်ခုရဖို့အရေးချင်းချမ်းအဆက်အသွယ်အပိုအရေးကြီးနေတဲ့ကာလဟိုမှာသမီးရနေတာလစာတစ်ခုလည်းမဟုတ်ဘူးကမ္ဘာအဆင့်မီကုမ္ပဏီကြီးမှရနေတဲ့အလုပ်တွေကြောင့်အမြင်ကျကျနဲ့ပေးတဲ့တင်တန်းတွေကိုတိုးတက်အောင်လုပ်နိုင်တဲ့အခွင့်အလမ်းတွေပါတယ်ဒီမှာတော့အလုပ်ရှင်အများစုရဲ့ခင်းနောက်ပြန်ဆွဲနေတဲ့အတွေးခေါ်အဟောင်းတွေအောက်မှာလူငယ်တွေရဲ့အစွမ်းစားတွေနှိမ့်မိန်ကုန်ရတယ်တကယ်တော်တဲ့တကယ်စူးစမ်းတဲ့လူငယ်တွေကနေရာမရကြဘူးနေရာရနေတာလူကြီးတယောက်ရဲ့တူမသားသမီးဆိုတဲ့အညိုးနေပါတဲ့သူတွေကြီးပဲအဲ့ဒီလိုမတရားတဲ့စနစ်အောက်မှာသမီးကိုဘယ်လိုပြန်ခေါ်ရမှာလဲဒါတွေထက်အဖေပို့ဆိုးရင်တာသမီးရဲ့လုံခြုံရေးပဲပါဇက်ကတရားဥပဒေစိုးမိုးလို့ရွှေပြီးတော့အလားရွတ်ပြနေကြပါမယ်တာမန်ပြည်သူတယောက်ရဲ့အသက်အိုးအိမ်ကိုအကာအကွယ်မပေးနိုင်တဲ့ဒီမျိုးကြီးရဲ့ညတွေကိုအဖေကြောက်တယ်မျက်စိယောက်ကပျောက်သွားမှာဆိုတဲ့သမီးအမေရဲ့ဈေးသွားလမ်းကိုတော့စိတ်မချရတော့တဲ့ဒီဘဝမျိုးတွေကိုသမီးကိုပြန်မဆွဲသွင်းရဘူးသမီးရဲ့တောက်ပတဲ့အနာဂတ်ကိုဒီစနစ်ရဲ့ရွှွန့်လွန်ထဲမှာနစ်မသွားစေချင်ဘူးသမီးအမေကတော့လွမ်းတာပေါ့သူ့သမီးလေးချက်ကျွေးရတယ်စားခြင်းနဲ့သမီးလေးနဲ့ဖျားသွားကြောင်းတက်တယ်ဒါပေမဲ့ကျွန်တော်ကတော့အဖေအသိစိတ်နဲ့စဉ်းစားရမှာပဲသမီးရဲ့အတောင်ပံတွေကိုဒီတန်ခွန်ချာတွေနဲ့အချုံတော်မခံနိုင်ဘူးအဖေတို့ကသမီးကိုမလွမ်းလို့မဟုတ်ဘူးသမီးကိုတိတ်ချင်လို့သမီးရဲ့ပင်ပန်းမှုတွေမျက်ရည်တွေကိုအဝေးကနေပဲရင်နာနေပါရစေအနေရဲ့ကြားထဲတော့ပြန်မလာပါနဲ့တနေ့နေ့တစ်ချိန်ချိန်မှာပေါ့သမီးရဲ့ဒီမြေကသမီးတို့လိုလူငယ်တွေအတွက်တကယ်ကိုလုံခြုံပြီးမျောလင်းချက်တွေပြန်လဲရှင်းတန်လာတဲ့တနေ့ကို့အိမ်မှာကိုနေရတာတော့စိတ်ချမ်းသာစရာမရှိဘူးလို့အဖေတို့ရေးရဲကြီးပြောနိုင်တဲ့တနေ့အဲ့ဒီတနေ့ကျရင်တော့အဖေကိုယ်တိုင်သမီးကိုအိမ်ပြန်လာခဲ့တော့လို့လာခေါ်မှာပါအခုတော့အဲ့ဒီမှာပဲအတောင်ပံကိုအစွမ်းကုန်ဖြန့်ပြီးပြန်တန်းနေပါသမီးရဲ့အောင်မြင်မှုတွေကဒီကအဖေနဲ့အမေအတွက်ဂုဏ်ယူစရာတွေပါလွမ်းတဲ့စိတ်ကိုတော့အာတင်ပြီးမျိုးသိပ်ထားပါမယ်ဒီမြေကိုလောလောဆယ်တော့ပြန်မလာပါနဲ့အောင်သမီး